ကားတွေလည်းဒီလိုမီးတွေတောင်တာပေါ့နော်ကားတွေလည်းမီးတောင်တာအခုသူတို့အတွက်ကပေါ့ကျွန်တော်တို့စီရတဲ့ငွေနဲ့အိမ်တော်စု900အိမ်ကြီးက900လို့လည်းပြောတယ်ပေါ့နော်အိမ်ကြီးကလည်း900လောက်ရှိတယ်လို့ပြောတယ်ဒီထဲမှာအဲ့လိုမျိုးဟိုကတိကတက်တွေနေကြတာပေါ့နော်အိမ်ကြီး900လို့ပြောတယ်နောက်ဟိုဘက်ဒီဘက်အဲ့ချမ်းတွေလည်းပါတာပေါ့နော်အဲ့ဘက်ချမ်းတွေမှာလည်းစွပြုံပြီးတော့နေကြတာဒီထဲမှာလည်းစွပြုံပြီးတော့နေတယ်အဲ့လိုပေါ့နော်စွပြုံပြီးတဲ့နေတော့အခုကျွန်တော်စီရတဲ့အလူငွေကိုပေးရင်လည်းအိမ်တော်စုတစုကိုတသိန်းအောင်မပြည့်ဘူးဖြစ်မှာပေါ့နော်သိန်း900လောက်ပြတာပေါ့အခုကျွန်တော်ကအဲ့အတွက်ကိုအိမ်မဲဆောက်ပြီးနေတာပေါ့နော်သူတို့တဲ့နေအိမ်လေးနဲ့ဆိုရင်ပို့ပြီးတော့အဆင်ပို့ပြီးတယ်အိမ်ကိုပဲအဓိကဆောက်ပြီးနေတာပေါ့အိမ်တအိမ်ကိုဒီဘက်ကပြိုနေတာပြိုတဲ့တန်နေအိမ်ကအလုံး30လောက်ဆောက်ပေးမယ်အိမ်လုံး30လောက်ဆောက်ပေးမယ်လူနာတွေဒီမကောင်းမကျန်းမာတဲ့လူနာတွေရယ်လူနာတွေကိုအဓိကဦးစားပေးပေါ့နော်နောက်တက်ကြီးရွယ်ကိုလည်းဦးစားပေးမယ်နောက်ပြီးတော့မတန်စွမ်းတွေမတန်စွမ်းပေါ့နော်မတန်စွမ်းတွေကိုလည်းဦးစားပေးမယ်အလုံး30တည်းကနောက်ပြီးတော့ကိုဝင်တယ်တွေနောက်ပြီးတော့မိသားစုများတဲ့တိမ်ထဲမှာနေမိသားစုအများကြီးပေါ့နော်900 600 900အဲ့လိုမိသားစုများတဲ့အိမ်တွေကိုလည်းဦးစားပေးပြီးတော့အိမ်ပေါင်းအလုံး30စပြီးတော့ဆောက်ပြီးမှာပေါ့အိမ်တစ်လုံးကိုသူတို့ပုံစံကျွန်တော်ကဘယ်လိုမျိုးဆောက်ပြီးမလဲဆိုတော့တွမိုးမျောတိုင်းနဲ့ထရန်ကဝါခင်းကျန်တာတွေကဝါပေါ့နော်ကျန်တာတွေကဝါတွမိုးပါမယ်မျောတိုင်းပါမယ်ဘုတ်တိုင်းပါမယ်ဘုတ်တိုင်းလို့ခေါ်တာတောက်ဖက်နဲ့လို့ခေါ်တာဘုတ်အဲ့လာတွေပါမှာပေါ့နော်သူတို့ဘယ်လို15ပြီပက်လေရမလား10ပြီပက်လေရမလားသူတို့အရင်ရဲ့မြေကွက်တဲ့အတိုင်းကိုပဲကျွန်တော်ကပြန်ဆောက်ပြီးမှာပေါ့နော်အဲ့အတွက်အလုံး30လောက်ကျွန်တော်ကဆောက်ပေးနေတာပေါ့နော်ဆောက်ပေးဖို့လည်းအလူငွေတွေရထားတယ်ပေါ့ဒီတက်မကထပ်တိုးဝိုင်းလည်းအလုံး50 100လောက်ပြင်ရင်လည်းအဲ့လိုမျိုးအကုန်ကြည့်ကြပြီးတော့ကျွန်တော်စီမံပြီးတော့ဆောက်ပေးသွားမှာအဲ့လိုလုပ်ပြီးမှလည်းအဆင်ပြေမှာဟုတ်ဒီတိုင်းပတ်စံလေးပေးလိုက်ရင်လည်း1 ရက် 2 ရက်လောက်ပဲခံပါလိသုံးလိုက်ရင်လည်းအိမ်လေးကြတော့သူတို့ပြန်ပြီးတော့အဆင်ပြေမယ်ငွေသားဆိုလည်းသူတို့လက်ထက်ငွေသားထည့်မယ်ဆိုလည်းသူတို့လုပ်ချင်တာတွေလုပ်သွားအောင်မယ်အိမ်မဆောက်ဖြစ်ဘဲနဲ့ပတ်စံတွေကုန်သွားတာမျိုးလိုဘာလို့ဖြစ်သွားမှာဆိုလို့ကျွန်တော်အိမ်ကိုပဲအဓိကထားပြီးတော့ကျွန်တော်ကန်တွဲတေချာကန်တွဲပြီးတော့ပြန်ဆောက်ပေးချင်တာပေါ့နော်ဒီကဥက္ကဋ္ဌနဲ့လည်းစကားပြောထားတယ်အခုကတော့ကျွန်တော်ဒီမှာပြောတဲ့အတိုင်းပဲပေါ့နော်အိမ်အလုံး30မလေးငလျင်ခဏလှုပ်နေတာအဲ့အတွက်ကိုကျွန်တော်စီကရတဲ့အလူငွေတွေအားလုံးပေါ့နော်အားလုံးကိုကျွန်တော်တိုးပြီးတော့ရသလောက်သူတို့အိမ်တွေကိုပဲအဓိကထားပြီးတော့ကျွန်တော်စောက်ပေးခြင်းတယ်ဒီတိုင်းငွေသားတွေပေးတာလို့စောက်ဖွယ်တွေလည်းကျွန်တော်မလုပ်ဘူးပေါ့နော်သူတို့အခုလမ်းဘေးမှာနေရတယ်သူ့အိမ်လေးမီးလောင်သွားတယ်လမ်းဘေးမှာအခုဒီဘက်ဘေးတွေမှာပေါ့နော်ညဘက်ကျရင်အဲ့လိုမျိုးပုံကြောင်းတွေရှိမှအဲ့မှာကွက်လက်တွေရှိတယ်ကွက်လက်တွေမှာမီးလောင်နေသူတို့လမ်းဘေးရဲ့ကွက်လက်တွေမှာပဲသူတို့နေရတာမိသားစုတွေအကုန်လုံးပေါ့နော်သူတို့အကုန်လုံးဗျမ်းမလာတွေဖီယိုဘဲတွေအကုန်လုံးဖြစ်နေတာအဲ့တော့ကိုသူတို့တကြီးရိုးတွေမတန်စွမ်းတွေအဖိုးဖွားတွေလူနာနာတာရှိလူနာတွေပေါ့နော်လူနာတွေကိုဝင်တွေအတွက်ကိုအဓိကအရင်ဦးစားပေးပြီးအလုံး30တွေကိုစပြီးတော့ကျွန်တော်စပြီးတော့သူတို့အတွက်ရင်ဦးစားပေးပေါ့နော်နောက်လာမယ့်ဟာတွေကိုလည်းကျွန်တော်တို့ပြေတူပြီးလုပ်ပေးသွားမှာပေါ့နော်အဲ့လိုမျိုးလူပြတဲ့အလူရှင်အားလုံးကိုကျေးဇူးများတင်တယ်နော်သူတို့ဘဝလေးတွေပြန်ပြီးတော့အစဉ်ပြန်ပြေးသေးခြင်းနဲ့အဲ့တော့ကိုပဲကျွန်တော်ဘာလုပ်ရမလဲဆိုတာကိုပြန်ပြီးတော့ချက်နေတယ်စားတော့တယ်ကျွန်တော်မသွားချင်ဘူးငွေကြီးကိုလည်းတယောက်3 သိန်းပေးရင်လည်းရောက်900ဆိုအိမ်တော်စု900ဆိုသိန်း900အဲ့လိုမျိုးတွေလည်းကျွန်တော်မလုပ်ချင်ဘူးပတ်စံသူတို့လက်ထက်ရောက်ရင်လည်းခဏလေးနဲ့ကုန်သွားမှာအခုကသူတို့အတွက်အကုန်လုံးကလိုအပ်နေတာကြီးပဲလိုအပ်တာတော့အကုန်လိုအပ်တယ်အဓိကကျွန်တော် main ကအိမ်ကိုပဲကျွန်တော်အဓိကတာကတ်ထားတာပေါ့နော်အဲ့အတွက်အလူရှင်တွေအားလုံးကုသိုလ်တွေအများကြီးရမှာပါသူတို့အရန်ဒုက္ခရောက်နေတယ်လေအရန်အခက်အခဲတွေဖြစ်နေတယ်ဆိုးရွားတွေဖြစ်တယ်
ငလျင်ကလည်းလှုပ်သေးတယ်ငလျင်လှုပ်တာနေမကသေးဘူးမီးကထလောင်တော့ဘာမှသူတို့မှမရှိတော့ဘူးဖြိုပေးရတွေသူတို့ဖြစ်နေကြတာအဲ့တော့သူတို့ပြန်ပြီးတော့အသင်ပြေစေချင်တာကြောင့်ကျွန်တော်အဲ့အားကိုအဓိကယူရတာပေါ့နော်လူပေးတဲ့လူရှင်အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျကျွန်တော်နည်းနည်းလိုက်ပြပေးမယ်အင်တာနက်ကမကောင်းကျွန်တော်ရက်တဲ့နေရာလေးပဲအင်တာနက်ကကောင်းတာဒါတွေကဒီနေ့စာတွေကပတ်စံနဲ့ရှိရောအဲ့လိုမျိုးလုပ်နေကြတာကြိုးတွေမိတာအဲ့လိုဖြစ်နေထဲထဲမှာစုပြုံပြီးတော့မြေဆိုင်လေးတွေသူတို့ပထမအိမ်တွေကလည်းမရှိနွမ်းပါတဲ့အိမ်လေးတွေပုံစံမျိုးပဲဟုတ်ပါဒီဘက်ချမ်းနေလည်းပါတာပေါ့နော်ဒီဘက်ချမ်းနေလည်းကုန်ပါတမင်းတို့လေးတွေလာပြီးဆိုလူရှင်တွေလာပြီးဆိုရင်တော့ပြေးလိုက်ဒါဆိုလမ်းဘေးမှာဗျမ်းမတော့သူတို့ကားတဲ့ပစ္စည်းလေးတွေထားเสียသူတို့နေအဲ့တဲ့နေရာမှာပဲဖြိုပေးထားနေရတာအဲ့လိုမျိုးအကုန်လုံးမီးအကျွမ်းနေပဲမီးကျွမ်းနေဒီနေ့ပုံကြောင်းလေးပုံကြောင်းရှိရရှေ့ပြင်လေးမှာအကုန်လုံးစုပြုံမိနေရတယ်